ပါတယ်အမားတို့အဲ့မှာဘယ်လိုလေးလေးချင်းကန်လေးလုပ်ပေးတယ်ဘယ်လိုမျိုးဟိုပေါ့နော်အလူပေးတယ်ဆိုတာလေးတွေလိုက်ကြည့်ပေးပါအောင်နော်ဟုတ်ကဲ့အဲ့နေရာကိုသွားမှာပါလိုက်ခဲ့ပါရှင်မဆူလာကြနော်မင်္ဂလာပါဟုတ်ကဲ့စင်ပြေကြရလားဟုတ်ကဲ့ခဏလေးနော်ရှင်ဟုတ်ကဲ့ရောက်ပြီပေါ့ဟုတ်ကဲ့ရောက်ပါပြီဒီနေရာလေးပါပဲရှင်ဟုတ်ကဲ့ပါအဲ့တော့ဒီနေ့ရောဗာနှိမ့်ဆက်ပေးပါဦးဘယ်နှစ်ယောက်ရှိမလဲပေါ့နော်ဒီနေ့ကအမားတို့ပေါ့နော်17ယောက်ပေါ့နော်အမားတို့ဒီနေ့ခေါ်ထားပါတယ်ခေါ်ထားရဆိုတာဒီနေ့တက်ပေးမှာပေါ့နော်လှူထားဖို့လှုပ်ထားပါတယ်အဓိကရောဘယ်အစိပ်ပိုင်းနေအဓိကတော့အမားတို့ခြေရောက်ပဲအခုလောလောဆယ်လှုပ်ထားတယ်ဘာလို့ခြေတောက်မှာအမားတို့ကဒီလိုလေးဟိုဒီဒူးအောက်ပေါ့နော်ဒူးအောက်ဖြတ်တဲ့နေရာလေးပေါ့အခုသူတို့ကပြတ်ဖြတ်တဲ့ခါမှာညီမရဲ့ဟိုစီးချိုချောင်းဖြတ်ရတာရှိရယ်ယောဂါချောင်းဖြတ်ရတာရှိတယ်နောက်ခါကျတော့ဒီ accident ကြောင့်ဖြတ်ရတာရှိတယ်နောက်ခါကျမွေးရပါရှိတယ်အဲ့ခါကျတော့လောက်ရတဲ့ပုံစံတွေကမတူဘူးဆိုတဲ့ခါကျတော့အဲ့ဒီပုံမှာမူတည်ပြီးတော့အမားတို့ကပြန်ပြီးတော့ခွဲရတာဒါလုပ်ပေးတဲ့ပညာရှင်ကနေပြီးတော့မှဟိုလုပ်ပေးတာပေါ့နော်ဆိုတဲ့ခါကျအမားတို့ကခြေထောက်ကိုဒူးအောက်ပိုင်းကိုအရင်တက်ပေးတယ်ခါဆိုတချို့ကျတော့လည်းလာပြီးလှူခံကြတဲ့နေရာမှာပေါင်လဲလို့ကတော့ပြတ်တဲ့သူတွေရှိတယ်။အဲဒါကြောင့်တော့တချောင်းနဲ့ကိုသိန်းအစိတ်သိန်း30လောက်ကျတယ်။အဲ့ခါကျတော့မတို့မနိုင်သေးဘူးပေါ့နော်။ဘာဖြစ်လို့အဲ့လောက်ကကျသွားတာလဲဆိုတော့သူကဒီဟိုဒူကောင်းကွေလေဒူကောင်းကွေမှာ join ရှိတယ်။အဲ့ဟာပစ္စည်းပြတ်တာရယ်ပစ္စည်းရှားတာရယ်နောက်ကဈေးရမ်းကြီးတယ်။အဲ့ဒါကြောင့်မတို့ဒါလေးကိုတော့မလှူနိုင်သေးဘူး။လှူနိုင်အောင်တော့မတို့စူးစမ်းအောင်ပါပတ်စံစုပြီးတော့ပေါ့နော်။အဓိကကတော့ဒီဟိုဒူကောင်းအောက်ပြတ်တဲ့သူတွေပေါ့။ခြေပွားပဲဖြစ်ပါအကုန်လုံးအစုံမအဲ့ဒါတွေကိုမတို့အခုဦးစားပေးပြီးတော့တက်ပေးနေပါတယ်ရှင်။ဟုတ်ကဲ့ဒါလေးတွေကတော့ဒီနေရာတွေကတော့အမတို့ဒီနေရာလေးတွေကတော့သူတို့လေ့ကျင့်ဖို့ပေါ့နော်လေ့ကျင့်ဖို့နေရာလေးတွေအမတို့လှုပ်ထားပေးတယ်အဲဒီမှာတချို့နေဝေးရလာတဲ့သူတွေဆိုလို့ရှိရင်ဒီမှာပဲအိတ်ပေါ့ဒီမှာပဲစားအမနိုင်တဲ့လောက်ပေါ့နော်နိုင်တဲ့လောက်အမလုပ်ပေးတယ်ဒီမှာတဲခိုဖို့နေရာဆိုအမလုပ်ပေးထားတယ်ပေါ့နော်တချို့ကြတော့လေသူတို့ဆွေမျိုးသားချင်းတွေအိမ်မှာသွားတဲတာရှိတယ်တချို့ကြလည်းဘုန်းကြီးကျောင်းတွေမှာသွားတဲတာရှိတယ်ဒီနေရာမလုပ်ခင်တော့အမဟိုနေဖို့စားဖို့တော့မလုပ်ပေးနိုင်ဘူးပေါ့နော်အဲ့တော့တချို့သူတို့တွေကကြတော့သူတို့အစီအစဉ်နဲ့သူတို့လာကြတယ်လာကြပြီးတော့အခုဒီနေရာလေးလုပ်ပေးတဲ့ခါကျတော့တဲခိုဖို့လေးပါအဆင်ပြေအောင်လုပ်ပေးလိုက်တာပေါ့နော်ချမ်းသာကြပါစေအားမရကြပါနဲ့ချစ်ပါတယ်အားလုံးချစ်ပါတယ်မတို့တွေအားလုံးလက်တွဲပြီးတော့ဒီဒုက္ခကြီးကိုအများဆုံးရင်ဆိုင်ပြေးချင်းပြီးတော့ကောင်းဆုံးကြော်ဖြတ်ကြမယ်နော်အခုလိုမျိုးကြုံတွေ့ရတာဝမ်းသာတဲ့ဆောင်းလေးတော့မဟုတ်ဘူးပေါ့နော်အမေကိုယ့်ရဲ့ညီကိုမောင်နှမတွေကို့အမေတွေကို့တော်တွေကို့ညီမတွေကို့သားသမီးတို့ခံစားရပါတယ်အခုလိုကြုံတွေ့နေရတဲ့ဒုက္ခကြီးကကျမခံစားရတယ်လို့ပဲကျမမိသားစုတွေခံစားရတယ်လို့ပဲကျမခံစားရပါတယ်ကိုယ်ချင်းစာမိပါဘူးအခုလိုမျိုးအချိန်မှာဆိုလို့ရှိရင်ဒီထဲမှာဘုန်းကြီးထဲမှာအိမ်ရှိရရှိနေပဲဘုန်းကြီးထဲမှာအခုလိုဒုက္ခ
ဖြစ်ဖြစ်ကျမတို့တွေအားလုံးလက်တွဲပြီးတော့ဒီဒုက္ခကြီးကိုအများဆုံးရင်ဆိုင်ပြေးချင်းပြီးတော့ကောင်းဆုံးကြော်ဖြတ်ကြမယ်နော်ဖိုက်တင်ပါဖိုက်တင်ပါ